အချိန်ကတော့ညနေဆောင်အခါသမယပေါ့နေမင်းကြီးကတောင်ကုန်းရဲ့အနောက်ဘက်ကိုဝင်ရောက်ပြီးတဖြည်းဖြည်းနဲ့ကွယ်ပြောက်နေပါပြီဒေါနက်ကြီးတစ်ခုလုံးကိုတော့ညနေခင်းရဲ့မြူကိုတွေကခပ်ပါးပါးလေးလွှမ်းခြုံထားပါတယ်အဲ့ဒီလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့ဒေါ်လန်လေးအတိုင်းရှောက်လာနေတဲ့ဦးစင်းတစ်ပါးနဲ့ကိုရင်လေးတစ်ပါးရှိပါတယ်ဦးစင်းကတော့အင်ဒရီရိုက်ရရှေ့ကနေခြေလမ်းမမှန်နဲ့ကြွနေပြီမဲ့သူ့နောက်ကကိုရင်လေးကတော့ဖယိုဖယဲနဲ့မလန်မကန်းကနေတကောက်ကောက်လိုက်လာပါတယ်သူတို့ကတော့ပဲခူးရိုးမတော်တဲ့ကိုဂန္ဓရီခီးကြွလာတဲ့ဦးစင်းဇဝနာနဲ့ကိုရင်သူမနာတို့ပါဒီလိုကြွလာရင်တောဆက်စုံကိုရောက်လာတဲ့အခါမှာတော့နှစ်ပေါင်းများစွာစွန့်ပစ်ထားခြင်းခံရလို့ခြုံနယ်တွေနဲ့ဖုံးလွှမ်းနေတဲ့ရွာလေးတရွာကိုရောက်လာကြတယ်ရွာထဲကိုချီချလိုက်တာနဲ့ထူးဆန်းတဲ့တိတ်ဆိတ်ချင်းကသူတို့ကိုလွှမ်းခြုံသွားတာပေါ့အရှင်ဖေဒီနေရာကဘာဖြစ်လို့ဒီလောက်တောင်တိတ်ဆိတ်နေရတာလဲဖေလူလဲတယောက်မှမရှိဘူးထင်တယ်ကိုရင်လေးရဲ့အတန်ဟာကြောက်စိမ့်ကြောက်တုံရင်နေတာကိုဦးစင်းဇဝနာသတိထားမိလိုက်တယ်။နားလောင်ငိန်သွားပြီးမှနွယ်ပင်နေနဲ့ရစ်ပတ်နေတဲ့အိမ်အိုကြီးတစ်လုံးကိုလှမ်းကြည့်ရင်စိတ်မကောင်းတဲ့အတန်နဲ့ပြန်ဖြေလိုက်တယ်။ကိုရင်မသိလို့ပါဒီရွာကတစ်ချိန်ကတော့တာရအေးချမ်းခဲ့တဲ့ကံချင်းရွာလေးပေါ့။ဒါပေမဲ့ရုတ်တရက်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာတော့ရွာသားတွေအားလုံးရွာကနေထွက်ပြေးသွားကုန်ကြတာ။အခုကိုရင်မြင်တဲ့အတိုင်းတိတ်ဆိတ်ချောက်ကပ်ပြီးရွာပြက်ကြီးဖြစ်သွားတာပဲ။ဒါဆိုဒီရွာကတရေချောက်တာလားဖေ။ကိုရင်လေးကပြောဆူဆူနဲ့မလုံမလဲဖြစ်လာလို့ဦးစင်းရဲ့အနာကိုပို့ပြီးတိုးကပ်လိုက်တယ်။တရေဆိုတာနေရာတိုင်းမှာရှိတဲ့ကိုရင်လေးနောက်ဆုံးဦးစင်းတို့ရဲ့စိတ်နှလုံးသားထဲမှာတောင်ကိလေသာလို့ခေါ်တဲ့တရေတွေကိုနေရာပေးထားရင်သူတို့ကအချိန်မြေငါတို့ကိုပူကန်နိုင်တာပဲ။ပြင်ပါတရေကမကြောက်ရဘူးကိလေသာတရေကအပယ်ကိုဆွဲချနိုင်တယ်။ကဲဒီညတော့ငါတို့ဒီနေရာမှာပဲတရားထိုင်ကြတာပေါ့။ဒီစကားကိုကြတော့ကိုရင်လေးရဲ့မျက်နှာဟာချက်ချင်းဆိုသလိုဖြူဖြော်သွားတာပေါ့။ဒါပေမဲ့ဦးစင်းရဲ့အကျင့်တီလာကိုယုံကြည်အားကိုးလို့ဘာမှပြန်မပြောတော့ပါဘူး။ခေါင်းလင်းငုံပြီးသတင်းသုံးဖို့အတွက်လှုပ်ရှားရှိတာတွေပြင်ဆင်มาတော့တယ်။တကယ်ဆိုပတ်ဝန်းကျင်တစ်ခုလုံးကကြောက်မက်ဖွယ်ရာကောင်းလွန်းလာတယ်။ညနဲ့လာတာနဲ့အမျှအမောင်တူကတရွာလုံးကိုတဖြည်းဖြည်းဝါမြို့လာတယ်။အရင်ကကြားခဲ့ရတဲ့ပိုးကောင်မြည်တဲ့တွေတောင်ရုတ်တရက်တိတ်ဆိတ်သွားပြီးထူးထူးဆန်းဆန်းအားလုံးငြိမ်ချသွားတယ်။တိတ်မကြပါဘူး။အဝေးကနေဆွဆွငငယ်អော်လိုက်တဲ့ခွေးဥတန်းကြီးထွက်ပေါ်လာပါပြီ။အဲ့ဒီတန်ကြတော့ကိုရင်လေးကြက်သီးမွေးကြီးနေတောင်ထောင်ထားသွားသလိုခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ကိုရင်လေးရဲ့မျက်စိရှိမှလူတစ်ယောက်ကရိုင်းနေနဲ့သူတို့ရှိရာစီကိုပြေးလာနေပါတယ်။သူမျက်လုံးတွေထဲမှာကြောက်ရွံ့ခြင်းတွေအပြည့်နဲ့အသက်ကိုလူပြီးပြေးလာရလို့မောဟိုက်နေပုံပါ။ကိုရင်လေးကအကူညီပေးဖို့အော်ခေါ်မလို့ကြံရွယ်နေတော့မှာပဲ။ဒိုင်းတနက်တန်တစ်ချက်ကညာရဲ့တိတ်ဆိတ်မှုကိုအစိမ့်စိတ်အမွာမှာဖြစ်သွားစေပါတယ်။အဲ့ဒီလူကလည်းမြေပေါ်ကိုဝုန်းကနေခွေလျက်သားလေးလဲကျသွားတော့တာပဲ။သူ့နောက်မှာတော့အောင်းနိုင်သူပုံစံနဲ့လှောင်ပြုံပြုံရင်တနက်ကင်ပြီးရက်နေပါတယ်။တနက်ပြောင်းဝကမိခိုးငွေတွေတောင်မပြေသေးဘူး။အရှင်ဖေလူတယောက်ကိုရင်လေးကတရားထိုင်ရာကနေပြေးထွက်ပြီးလဲကျသွားတဲ့လူကိုကူညီဖို့ပြင်လိုက်တဲ့အချိန်မှာပဲဦးစင်းရဲ့သတိပေးတာမြင့်တန်ကြီးကထွက်ပေါ်လာပါတယ်။ကိုရင်တာလဘတ်ထဲကမထွက်နဲ့ကိုရင်မြင်နေရတာလူမဟုတ်ဘူးဒီစကားကြတော့ကိုရင်လေးရဲ့တကူလုံးတောင်ကနေဖြစ်သွားပြီးကြက်သိန်းတွေတဖြန်းဖြန်းထသွားပါတော့တယ်သူမျက်စိရှိကလူနှစ်ယောက်ရဲ့ပုံရိပ်ကလည်းချက်ချင်းပဲလေးထဲမှာတင်ပြက်ကွယ်သွားပြီးခွေးဥတန်းတွေကအဆက်မပြတ်ထွက်ပေါ်လာပြန်တာပေါ့ဒါပေမဲ့အံ့ဩစရာကအဲ့ဒီမှာမပြီးသေးဘူးခဏကြာမှပဲအဲ့ဒီလူကအရင်ပုံစံအတိုင်းပဲပြစ်လာပြီးအရင်နေရာမှာပဲတနက်တန်နဲ့အတူထပ်ပြီးလဲကျသွားပြန်တယ်ဇလန်းတစ်ခုကိုဒီအပိုင်းလေးပဲထက်ခါတက်ကပြန်ဖွင့်ပြနေသလိုပဲအဲ့ဒီအချိန်မှာပဲဦးစင်းစီကနေသရဏဂုံသုံးပါးကိုရွတ်ဖတ်ပူဇော်တန်ကပြန်လွင့်ထွက်ပေါ်လာပါတော့တယ်ဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိဦးစင်းရဲ့ပရိသံကိုကြားလိုက်ရတဲ့အခါမှာတော့အဲ့ဒီပုံရိပ်ရောင်နှစ်ခုကအတိဝင်သွားပါပြီဦးစင်းဇဝနာကိုရှ िख ိုးကြောလိုက်ပြီးနောက်မှာတော့အမောင်တူတဲကိုတိုးဝင်ပြက်ကွယ်သွားပါတော့တယ်တခါပြနေတဲ့မြင်ကွင်းလည်းမရှိတော့ပါဘူးတဝေမပါကိုးကာတာအကျိုးမအနန္တဆိုတဲ့အတိုင်းဦးစင်းရဲ့တရဏဂုံအစွမ်းကသူတို့နှစ်ယောက်ကိုလွတ်မြောက်သွားစေခဲ့ပုံပါအရှင်ဖေခုနကဘာတွေလဲဖေနားမလည်နိုင်ဖြစ်နေတဲ့ကိုရင်သူမနာဦးစင်းကိုမေးလိုက်တယ်ကိုရင်လေးခုနကမြင်လိုက်ရတာဟာတေပြီးပေမဲ့ကျွတ်လွတ်ခွင့်မရသေးတဲ့ဝိညာဉ်တွေပဲသူတို့ပြုခဲ့တဲ့အကုသိုလ်ကံကြောင့်ကိုယ့်ရဲ့နောက်ဆုံးကြုံခဲ့ရတဲ့တည်ခြင်းတရားကိုအထက်ထက်အခါခါပြန်လဲခံစားနေရတဲ့တန်တရားထဲမှာပိတ်မိနေကြတာပေါ့ပြောရရင်တိုင်းပလော့ဖြစ်နေတဲ့သဘောပဲဒီစကားကိုကြားလိုက်ရတဲ့ကိုရင်လေးခမကြောက်သွားပြီးတကူလုံးတုံသွားပါတယ်စောစောကသူမြင်ခဲ့ရတာတွေကတကယ်လူတွေမဟုတ်ပဲဝိညာဉ်တွေရဲ့ကြောက်စရာပုံစံဆိုတာကိုတီးလိုက်ရလို့ပါဦးစင်းကတော့မျက်လုံးကိုမိတ်လက်အုပ်ချီပြီးမေတ္တာရှိထားကအမျှတမ်းပေးဝင်နေတာပေါ့မ
မကြခင်မှာပဲအေးဆက်ဆက်နိုင်တဲ့ပတ်ဝန်းကျင်လည်းတဖြည်းဖြည်းနှွေးထွေးလာပြီးအမှောင်မြူကိုတွေကိုအလင်းရောင်ကမောင်းထုတ်လိုက်သလိုကြည်လင်သွားပါတယ်။အရာအလုံးပြီးဆုံးသွားပြီလို့ထင်ရပေမဲ့အမှောင်ရိပ်တစ်ခုရဲ့အတွင်းမှာတော့သားရဲတစ်ကောင်ရဲ့မျက်လုံးအေယာမခွင်းနဲ့ကြီးတစ်ကောင်ရဲ့လူသက်ချင်နေတဲ့မျက်လုံးအစုံကသူတို့ကိုစူးစူးရဲရဲနဲ့စိုက်ကြည့်နေကြတယ်ဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူး။ဒီလိုနဲ့ညတကောင်ရန်ချင်းရောက်ခဲ့ပါပြီ။ကျောင်းဝင်းတစ်ခုလုံးကိုတိတ်ဆိတ်ခြင်းကလွှမ်းမိုးနေပါတယ်။တစ်ချက်တစ်ပင်ထိပ်ပြားတွေကိုတိုးဝှေ့တိုက်ကတ်သွားတဲ့လေပြင်းတန်ကလွဲလို့ဘာတန်မှမကြားရဘူး။ကိုရင်သူမနာကတော့ဦးစင်းရဲ့ပြီးမှပဲမျက်စိကိုစုံမိပြီးတရားမှတ်နေပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ပုတ်တိုးတိုးအနံတစ်ခုအော်ဂလီဆန်စရာကောင်းတဲ့အနံတစ်ခုကသူ့နှာခေါင်းထဲကိုတိုးဝင်လာတယ်။အာတင်မီတရားမှတ်နေပေမဲ့အနံကပြင်းလို့မခံမရနိုင်ဖြစ်ပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်မိတယ်။အဲ့ဒီမှာသူမြင်လိုက်ရတာကတော့အမျိုးသမီးတစ်ယောက်ပါ။အလောင်းကောင်လိုဖြူဖြော့နေတဲ့အသားရည်ချိုင်းဝင်နေတဲ့အယောင်ဝါမရှိတဲ့မျက်လုံးအစုံနဲ့အသက်မဲ့နေတဲ့အဲ့ဒီအမျိုးသမီးဟာခြေလမ်းဖွားဖွားနဲ့ရှောက်လာနေတယ်။ပြီးတော့ဦးစင်းရဲ့ရှိတဲ့တဲမှာလေးဘက်ထောက်ထိုင်ချပြီးဦးစင်းတရားထိုင်နေတဲ့တဲတဲကိုအတင်းတိုးဝင်ဖို့ပြင်လိုက်တယ်။ဒီမြင်ကွင်းကြောင့်ကိုရင်လေးလည်းအကြီးအကျယ်ထိတ်လန့်သွားပြီးအော်တားလိုက်တယ်။မဝင်နဲ့ရက်လိုက်။ဒါပေမဲ့သူဘလောက်ပဲအော်သူ့လေချောင်းထဲကနေလေတံတိုးလေးတောင်ထွက်မလာခဲ့ဘူး။တစုံတစ်ယောက်ကသူ့လေပင်ကိုဆွဲညစ်ထားသလိုခံစားလိုက်ရတယ်။အဲ့ဒီအမျိုးသမီးဦးစင်းရဲ့အဆောင်တဲတဲကိုတိုးဝင်ကန်နေဆဲဆဲမှာပဲဒုက္ခနာကိုကမမြင်ရတဲ့နေရာတစ်ခုကိုတိုက်မိသလိုမျိုးအရှိန်ပြင်းပြင်းနဲ့နောက်ကိုလင်းဆင်းသွားပြီးမိတွေလည်းလောင်သွားပါတယ်ဦးစင်းစဝနာကတော့မလုံးမရက်တီတီငိမ့်ငိမ့်ပဲတရားထိုင်နေသေးပါဒါပေမဲ့သူမျက်နှာတစ်ချက်ပြောင်းသွားတာကိုတော့ကိုရင်လေးတတိထားမိလိုက်တယ်ခဏနေတော့တရေမကိုကြည့်ပြီးဦးစင်းစဝနာမိတ်လိုက်တယ်တော်ပါတော့တကယ်မကြီးမကြိုးစားပါနဲ့တော့ဦးစင်းနဲ့တကယ်မကြီးတို့ကဘဝချားနေပါပြီသူ့တန်ကတင်းငိမ့်နေပေမဲ့ဖုံးကွယ်ထားလို့မရတဲ့ဝမ်းနည်းမှုတွေပါနေပါတယ်။ဒီစကားကြတော့တရေမရဲ့ညှို့ငယ်နေတဲ့မျက်လုံးတွေကချက်ချင်းဆိုသလိုသွေးရောင်ပြောင်းသွားပြီးနာနာကျစ်ကျစ်နဲ့မဲပြုံးပြုံးလိုက်တယ်။ဘာဖြစ်လို့လဲအရှင်ရင်ချစ်စနီးကိုဒီလောက်တောင်မုန်းတီးနေရတာလဲ။ဒီစကားကိုကြားလိုက်ရတဲ့ကိုရင်လေးလည်းအံ့အားသင့်သွားပြီးဦးစင်းအပေါ်မှာနားမလည်နိုင်တဲ့မိကုန်းတွေနဲ့ပြည့်နှက်သွားတော့တယ်။ဦးစင်းစဝနာနှကန်းကိုတင်းတင်းစေထားပြီးမှတပြင်းတစ်ချက်ကိုဖြင်းချင်းစွာချရင်မိမ့်လိုက်ပါတယ်။တကမာကြီးအချစ်တွေတန်ရောစင်နေနဲ့ကိုမချီနှောင်ပါနဲ့တော့အတိတ်ကိုအတိတ်မှာပဲလွတ်ချထားခဲ့ပါဒကမာကြီးဖတ်ထွယ်ထားတဲ့အရာတွေကပဲဒကမာကြီးရဲ့နှလုံးသားကိုလောင်မြိုက်တဲ့မိတောက်တွေဖြစ်လာလိမ့်မယ်တရေမှာတဘောစကြားနဲ့ခွတ်ထိုးခွက်လန်းရေမောလိုက်ပါတယ်ဟာဟာဟာသူ့ရဲ့တန်းထဲမှာနာကျင်မှုတွေနာကြီးမှုတွေအပြည့်နဲ့ပါကျမကချီနှောင်နေတာဟုတ်လားအရှင်သာကျမကိုစွန့်မြင်သွားခဲ့ရင်ကျမဒီလိုဘဝမျိုးရောက်လာမှာမဟုတ်ဘူးဒီစကားဆုံးတာနဲ့ကိုရင်လေးရဲ့မျက်စိရှိကမြင်ကွင်းဟာမြူကိုတွေလိုဝေဝါးသွားပြီးအချိန်တစ်ခုစီကိုရောက်သွားသလိုမျိုးပုံရိပ်တွေပြောင်းလဲသွားပါတော့တယ်။ကိုရင်လေးမြင်လိုက်ရတာကတောင်တောင်ဖြောင်းဖြောင်းကြန့်ခိုင်တဲ့ကိုလုံးကိုပေါင်းနဲ့အသားညွညွလူငယ်တစ်ယောက်ပါ။သူကသားကောင်လိုက်ပြီးအတန်မွေးတဲ့မုတ်ဆိုးတစ်ယောက်ပေါ့။သူမှအရန်လှပပြီးယောက်ျားတိုင်းရဲ့စိတ်ဝင်စားကြတဲ့ဇနီးချောလေးလည်းရှိပါတယ်။ရှိုက်ဖို့ကြီးငယ်အသွဲသွဲနဲ့ပြည့်စုံတဲ့တကယ်မိမချောလေးချစ်စခင်စားကျင်နာစဆိုပေမဲ့ဝမ်းရဲကလည်းရှိသေးတော့မုတ်ဆိုးလေးလည်းတောတဲ့အမဲလိုက်သွားရတာပေါ့မဲလိုက်သွားတိုင်းသူ့ဇနီးကအိမ်မှာတစ်ယောက်တည်းကြံခဲ့ရတာပေါ့လေချင်းပြတ်ဆိုကိစ္စမရှိပေမဲ့တခါတလေ3-4ရက်ကြာတော့အထီးကျန်လာပါတော့တယ်အဲ့ဒီလိုအထီးကျန်မှုတွေကပဲသူ့ရဲ့ဗီဇကိုပေါ်လာစေပါတယ်လင်မရှိရင်မနေတတ်တဲ့သူမှတခြားယောက်ျားနဲ့ဖောက်ပြန်มาတော့တယ်ပြဿနာကတစ်ယောက်တည်းနဲ့ဖောက်ပြန်တာမဟုတ်ဘူးတခြားတစ်ယောက်နဲ့လည်းတိတ်ပုံပတ်သက်နေပြန်ပါတယ်အဲ့ဒီလိုကာမဂုဏ်တရားမှနေမိုးနေရင်သစ္စာမဲတဲ့သူမကပျက်စီးခြင်းလမ်းမပေါ်ကိုရှောက်လို့ရှောက်နေမှန်းတော့သတိမထားမိပါဘူးဒီလိုနဲ့ကန်ဆိုးမုံမောင်ကြတဲ့ညတညမှာတော့သူ့လင်ငယ်တွေကတယောက်ကသူ့ကိုခွာပြီးနောက်တစ်ယောက်နဲ့ကိုးစားနေမှန်းသိသွားပါတယ်ပိုင်ရှင်မဟုတ်ပေမဲ့မနာလိုဝင်တိုးစိတ်တွေကထိမ့်မြသိမ့်မြဖြစ်သွားပြီးနောက်လင်ငယ်ကိုတနက်နဲ့ပြစ်လိုက်ပါတော့တယ်ဒါပေမဲ့အပြစ်ခံရတဲ့လူကလည်းမသေးခင်မှာသူ့စီကတနက်ကိုဆွဲလူပြီးပြန်ပစ်လိုက်တာကြောင့်နှစ်ယောက်စလုံးနေရာမှာပဲပွဲချင်းပြီးတေသွားပါပြီဒါကိုမြင်ရတဲ့သူမှယူကျုံမရအော်ဟင်းကိုယိုတန်တွေကတညာလုံးညံနေခဲ့တာပေါ့မုတ်ဆိုးလေးအိမ်ပြန်ရောက်တဲ့အခါမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီရွာသားတွေကလည်းသူ့မိမနောင်မီလေးနဲ့အကြောင်းအကုန်ပြပြတာပေါ့တစ္ဆာဖောက်တဲ့မိမကြောင့်သူ့နှလုံးသားတစ်ခုလုံးကြေမွသွားပါတယ်ရှက်လုံးလို့ရွာမှာဆက်မနေနိုင်တော့တဲ့အစုံအိမ်နဲ့အရာအလုံးကိုစွန့်ပစ်ပြီးတောနဲ့ကြီးတဲ့ထွက်ပြေးသွားပါတော့တယ်တော်ရဲရောက်တော့တရားကျင့်နေတဲ့ဆရာတော်ကြီးတစ်ပါးနဲ့တွေ့ပြီးသူ့ရဲ့ကွဲကျင်နေတဲ့နှလုံးသားကိုဓမ္မဆေးနဲ့ဖာထေးကူစားတာပေါ့တပြေးပြေးနဲ့သူ့စိတ်တွေတည်ငြိမ်လာပြီးနောက်လူဘဝကိုစွန့်ခွာကသာသနာ့ဘောင်ဝင်ရောက်ခဲ့ပါပြီဘယ်တော့မှပြင်မသွားဘူးထင်တဲ့သူမှတကယ်ကြံခဲ့ရတော့နာကျင်မှုတွေဒေါသစိတ်တွေနဲ့သူခင်မုန်းကိုပြန်ရဖို့နီလန်မျိုးစုံသုံးပါတော့တယ်နောက်ဆုံးမှာတော့အောင်လန်းပညာကိုအားကိုးလိုက်ပါပြီပ
ညာရက်တွေလေးလာရင်းနဲ့ပဲအောင်လဲပညာရဲ့အစိတ်တောက်တွေကသူ့စိတ်ကိုလွှမ်းမိုးသွားပါတယ်။ကျင်းစင်မှပြီးလူတွေကိုဒုက္ခပေးတဲ့ခွေးနဲ့တရေမဘဝကိုရောက်သွားတာပါ။တယောက်ပြီးတယောက်ဒုက္ခပေးလို့ရွာသားတွေလည်းမနေရတော့ပဲရွာကိုစွန့်ခွာထွက်ပြေးသွားကြပါတော့တယ်။အခုမှရွာပြက်ကြီးဖြစ်ကျင်ရင်ခဲ့တဲ့အကြောင်းရင်းမှန်ကိုရင်လေးသဘောပေါက်သွားပါတယ်။ဒီချိန်မှာပဲပုံရိပ်အားလုံးချက်ချင်းပြောက်ကွယ်သွားပြီးခွေးဥတန်းကြီးကြားလိုက်ရလို့ကိုရင်လေးလန့်သွားပါတယ်။ဦးစင်းလဲမျက်လုံးကိုဖြည်းဖြည်းလေးဖွင့်ပြီးတရေမကိုကြည့်လိုက်တယ်။သူ့အကြည့်တွေထဲမှာဝမ်းနေခြင်းနဲ့ခရုဏာတရားတွေအပြည့်နဲ့ပါ။သင်္ခါရသဘောတရားအရာဘယ်အရာမှမမြဲပါဘူးတကယ်မကြီး။အတိတ်ကဘလောက်ပဲနာကျင်စရာကောင်းကောင်းအဲ့ဒါကိုပြင်လို့မရတော့ဘူး။မမြဲဘူးဟုတ်လား။အရှင်သာကျမကိုစွန့်မြင်မသွားခင်ကျမဒီလိုခွေးနဲ့တရေမဘွားရောက်မှာမဟုတ်ဘူး။ရုတ်တရက်ကျောင်းဝင်းပပတ်လေကအမောင်တို့ကြီးဖုံးလန်းသွားသလိုသေမင်းတမန်မျိုးကိုတွေလိုအနက်ရောင်အရိပ်တွေပြန့်နှံ့လာတယ်။မကြပါဘူးမိโกလုံးကြီးတဲကနေခွေးနှံမိတ်စာကြီးထွက်လာပါပြီ။ခွေးနှံကြီးကအဆွဲတပွေးပွေးထနေသလိုတရေတများများနဲ့တကယ်ကြောက်စရာကြီးဒေါသတကြီးနဲ့မှန်ဖိလိုက်တာမြေကျွေးတွေတောင်တုံသွားပါတယ်။ဦးစင်းခွေးနှံကြီးကိုရင်သူမနာကြောက်အားလန့်အားអော်လိုက်ပေမဲ့ဦးစင်းစဝနာကတော့လက်အုပ်ကိုကြည့်မျက်စိကိုစုံမိတ်ထားလိုက်ပါပြီ။တီတီငိမ့်ငိမ့်ပဲဖះရှင်ကိုပူဇော်လိုက်တယ်။ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဦးစင်းရဲ့ဖះခုံတော်ရွတ်ဖတ်လိုက်တန်ကတရားထိုင်တဲ့တဲတဲကနေတောထဲကိုပြန့်နှံ့သွားတာပေါ့ခွေးနှံကြီးကလည်းခေါင်းကိုမော်ပြီးတရားလုံးလွှမ်းသားလောက်အောင်အူလိုက်တယ်သူရဲ့သွေးရောင်လွှမ်းနေတဲ့မျက်လုံးတွေကနေဒေါသအယောင်တောက်လောင်နေပြီးဦးစင်းစီပြေးဝင်ခုံအုပ်ပါပြီဒါပေမဲ့ဦးစင်းရဲ့ရွတ်တန်ကနေထွက်ပေါ်လာတဲ့ရွှေရောင်အလင်းတွန်းတွေကသူ့ရဲ့ခန္ဓာကိုယ်ကိုထိုးဖောက်သွားပါတယ်ဆူရှာတဲ့အော်တန်ကြီးနဲ့တူသူ့ရေပြားတွေလည်းမီးလောင်ကျွမ်းသွားပြီးနောက်ကိုလွင့်စင်သွားပါတယ်အေယာမခွေးနဲ့ကြီးကနေအဝတ်အစားစုပ်ပြဲနေတဲ့ဖြူဖြော့ဖြော့တရေမပုံစံကိုပြန်ပြောင်းသွားတာပေါ့မောင်နန်းကိုမစစ်တော့ဘူးလားယင်နန်းကိုခွင့်မလို့ရင်ဒီပါမောင်တော့မထုတ်ပါနဲ့လားချစ်ချင်းမုန်းချင်းဆိုတာတန်တရားမှကျင်လဲစေတဲ့အကြောင်းတရားတွေပါဒကမာကြီးနဲ့ပတ်သက်ပြီးနှောင်တွဲစရာလည်းမရှိတော့ပါဘူးတရေမမာယာတွေသုံးပြီးမျက်ရည်ချူဖို့ကြိုးစားပေမဲ့ဦးစင်ကတော့ပြက်ပြက်ပဲမိန်လိုက်တယ်သူ့ကြံမအောင်နိုင်ပဲတည်သွားတဲ့တရေမအနူနီးအစားဒေါသတကြီးနဲ့အကြံနီသုံးဖို့ထက်ကြိုးစားပြန်ပါတယ်အတန်နဲ့ကြီးနဲ့អော်ပြီးဦးစင်းကိုဖမ်းဖို့ကြံစီပါပြီဦးစင်းတရေမထက်လာနေပြီကိုရင်လေးတတိပေးလိုက်တော့ဦးစင်းစဝနာအင်ဒရီမပြတ်ပဲဖျားကုံတော်တွေပြန်ပြီးပူဇော်ပါတယ်နောက်ဆုံးတော့ရွှေရောင်အလင်းတွန်းနေကနေခွေးနဲ့တရေမရဲ့ခန္ဓာကိုယ်တွေကိုတဖြည်းဖြည်းစိတ်ဝင်သွားတယ်သူရဲ့ဒေါသတကြီးအော်တန်တွေကနေတဖြည်းဖြည်းငိုရှိုက်တန်အဖြစ်ပြောင်းလဲသွားတယ်နောက်ဆုံးတော့မောင်တကယ်ပဲနန်းကိုစိတ်နာသွားပြီပေါ့ဘာပဲဖြစ်ဖြစ်မောင်နဲ့ပြန်တွေးခွင့်ရလာနေတယ်နန်းကျင်နေပါတယ်နန်းလဲမောင်ကိုထပ်မဆွဲထားတော့ပါဘူးကို့အဖြစ်ကိုသိပြီးဒီကနေထွက်သွားပါတော့မယ်ခွေးနဲ့တရေမှာတစ်ချိန်ကသူ့ယောက်ျားဦးစင်းဇဝနာကိုရိုးရိုးတည်တည်ပဲရှ िख ိုးကြော့လိုက်ပါတယ်မကြည်မချမ်းဆွဲလန်းမုန်းတီးမှုတွေပြည့်နေတဲ့မျက်ဝန်းတွေကတပြေးပြေးတည်ငြိမ်အေးချမ်းသွားပြီးဖြူဖြောနေတဲ့သူခနာကိုကနေနူးညံ့တဲ့အလင်းရောင်တွေထွက်ပေါ်လာကတပြေးပြေးလေထဲမှာတိုးဝင်ပြက်ကွယ်သွားပါတော့တယ်အရင်ကပုတ်သိုးနံတွေအစားသင်းပြန်းတဲ့တောပန်းရနံလေးတစ်ခုသာကြံရစ်ခဲ့ပါပြီသူသွားပြီလားဗျာကိုရင်လေးအမေကိုဦးစင်းစမနာကောင်းချိန်အဖြေပေးရင်မိတ်လိုက်တယ်ကောင်းမွန်တဲ့ဘုံဘွားကိုသူရောက်သွားပါပြီစိတ်ကဆွဲလန်းမှုတွေကိုလွှတ်ချနိုင်လို့ဝေကြေးချပြီးတင့်ရော်ရဘုံဘွားကိုလွတ်မြောက်သွားတာပဲကိုရင်လေးခုတော့ရွာကိုလှမ်းကြုံထားတဲ့အမောင်တို့ကြီးပျောက်ပြီးချက်ချင်းဆိုသလိုလင်းကျင်းလာပါတယ်ညရဲ့နောက်ဆုံးအချိန်ဖြစ်ပေမဲ့မိုးတောက်အလင်းရောင်ရောက်လာသလိုပါပဲဦးစင်းစဝနာကတော့တည်တည်ငြိမ်ငြိမ်ပဲကမ္မထမ်းတရားပွားများနေပါတယ်အတိတ်ရဲ့လောက်ခံမှုကြောင့်တုံရင်ခဲ့တဲ့သူ့မျက်ဝန်းတွေလည်းအခုတော့အေးချမ်းတည်ငြိမ်သွားခဲ့ပါပြီနောက်ဆုံးချိန်မှာတော့တစ်ချိန်ကသူ့ရဲ့ပါရမီဖြည့်ပဲဇနီးဟောင်းရဲ့အစွဲလန်းတွေကိုသူကိုယ်တိုင်ဖြတ်ပေးလိုက်နိုင်ခဲ့တာပါနှစ်ပေါင်းများစွာတည်ရှိလာတဲ့တန်ရောစင်အမြင့်တန်းကိုရှင်ကန်းမှာအဆုံးသတ်ဖို့ပဲခူးရိုးမဘက်ကိုဂန်ရီကီးဆက်ခဲ့တယ်ဆိုတာကိုတော့ဦးစင်းစဝနာကလွဲလို့ဘသူကများသိနိုင်ပါတော့မလဲအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လာမယ့်ဇာတ်လမ်းအသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်